ဒီနေ့မှာပြောပြပေးခြင်းတဲ့စကားပုံလေးကတော့အပွေးမြင်အပင်သိဆိုတဲ့စကားပုံပဲဖြစ်ပါတယ်ဒီစကားပုံလေးကတော့တစ်ပင်ရဲ့အပွေးကိုမြင်လိုက်တာနဲ့ဘယ်အပင်အမျိုးအစားလေးဆိုတာသိနိုင်တယ်လို့ပဲလူတစ်ယောက်ရဲ့ကိုယ်အမှုအရာနှုတ်အမှုအရာတွေကိုမြင်လိုက်ရုံနဲ့သူ့ရဲ့အတွင်းသဘောကိုသိရှိနိုင်ပုံကိုဆိုလိုတာပဲဖြစ်ပါတယ်အပွေးမြင်အပင်သိအသွေးမြင်အသွင်သိဆိုပြီးတော့လဲတွဲသုံးလေးရှိကြပြီးလူတစ်ယောက်ရဲ့သူကျွမ်းကျင်တဲ့နယ်ပယ်အလိုက်သိနိုင်မြင်နိုင်စွမ်းကိုခိုင်နိုင်ပြောဆိုရမှာလဲအသုံးပြုလေးရှိကြပါတယ်မဆိုရင်တွေ့ပြီလားငါဘာတွေ့ရမှာလဲအရင်မရှိဖျားမရှိဩအလုပ်ကိုအသေးရောက်လာတဲ့ဝန်ထမ်းအစ်စ်လေးလေဗျာအောင်မေဒါမျိုးဆိုတိတ်တက်ကြွနော်ဟဲ့ကြားသားမို့ကျူခုမှတတိထားမိရအလုပ်တောင်စောကြီးရောက်နေပါလားဩဒါကတော့တိုးတက်ချင်စိတ်ရှိတဲ့လူငယ်တစ်ယောက်ဆိုတာဟဲ့အပိုတွေပြောမနေနဲ့နာဘူးထကျင်လို့စောလာတာများနော်မသိရင်ခက်မယ်စောင့်ကြည့်နေလိုက်ပါဒီနေ့ကစပြီးတော့ချမ်းမြေတို့ရုံးစောလာတော့မှာဟုတ်ပါပြီဘယ်နေရခံမလဲစောင့်ကြည့်ရပေါ့မဆိုအဲ့ဒီဝန်ထမ်းတစ်လေးနာမည်ကဘယ်သူလဲဟဲ့ငါလည်းဘယ်သိမလဲဒီနေ့မှအလုပ်ဆောင်ဝင်နေဟာမိန်းကလေးချင်းနည်းနည်းပါးပါးလေးသွားမေးကြည့်ထားပါလားဗျာဟာငါဘာကိစ္စမေးရမှာလဲနင်သိကျင်တာနင်သွားမေးပေါ့ဟဲ့မဆိုဟောလေချောတော့ချောတယ်ဗျာအဲ့လိုမဟုတ်ပါဘူးဟဲ့ကောင်မလေးကပြင်းပြင်းစင်စင်လေးနေတတ်လို့ပါငါကြည့်ရတော့အရင်လာတဲ့ထဲတော့မပါပါဘူးမသိဘူးဗျာကျွန်တော်မျက်လုံးထဲမှာတော့လှတယ်လို့ပဲမြင်အေးသူ့မှာရီးစားရှင်သူ့ရီးစားနင့်ကိုလှုပ်လိုက်မယ်ဟာမဆိုကလည်းမဦးမချွတ်ဗျာအပွေးမြင်အပင်သီးတဲ့မိန်းကလေးတယောက်မြင်လိုက်တာနဲ့ရီးစားရှိတာမရှိဘူးလားဆိုတာတန်းသိတယ်ကျွန်တော်ကတေချာလိုက်လားဟိုမဆိုပြောရင်းဆိုရင်းနဲ့ပုံပြောရင်းနဲ့ကျွန်တော်ဘက်ကိုရှောင်းလာပြီဟုတ်တယ်ကိုကကလေးကိုပြစ်ထားပြီးတော့ဘာမဟုတ်ဘူးလဲသူများဖုန်းခေါ်မှာတော့ကိုမခေါ်တော့ဟုတ်ဆိုဘာကြီးရလဲဗျရည်ကျင်လို့ပါဟဲ့နင်ပြောတော့အပွေးမြင်အပင်သိဆိုတော်ပါကြီးဗျာအလုံးလုံးချင်စိတ်လည်းမရှိတော့ပါဟဲ့ငိုတော့မလို့လားမငိုပါနဲ့ဟဲ့ရုပ်ကြမ်းကြီးနဲ့အပွေးမြင်အပင်သိစကားပုံအသုံးနဲ့ပတ်သက်တဲ့ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ဒီစကားပုံလေးနဲ့ဆိုင်တဲ့ပုံမြင်လေးကိုလည်းပြောပြပေးကြပါသေးတယ်ပုံမြင်ကတော့တရုတ်စကားပုံပုံမြင်လေးပါတရုတ်စကားပုံတွေမှာလည်းပေါ်လော့ရှမ်းမှာကျွမ်းကျင်သူမြင်းသိဆိုတဲ့စကားပုံလေးရှိနေပါတယ်ပုံမြင်လေးကတော့ဒီလိုပါချွန်ချူခေ BC 922ကနေ BC 481ကာလကထူတိုင်းပြည်မှာမြင်းတို့ရဲ့ကြံရင်ကိုတည်ကျွမ်းတက်မြောက်တဲ့စွန်းရန်ဆိုတဲ့လူတစ်ယောက်ရှိပါတယ်သူဟာမြင်းအကြောင်းမှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်တာကြောင့်သူ့ကိုပေါ်လောပွဲအမည်ပေးထားပါတယ်ပေါ်လောဆိုတာကတော့တရုတ်ဒဏ္ဍာရီပုံမြင်တွေကမြင်းတိန်ကျဲနက်ခတ်ရဲ့အမည်ဖြစ်ပါတယ်တခါကပေါ်လောဟာချူဘရင်ရဲ့အမိန့်နဲ့တချီရဲ့မိုင်းထောင်ကြီးပြေးနိုင်တဲ့အသက်တိုမြင်းကောင်းရှာဖို့ထွက်လာခဲ့ပါတယ်တနေ့မှာလှဲရင်နဲ့ထိုက်ဟန်တောင်ပေါ်ကနေဖြတ်တန်းသွားတော့စားအပြည့်တင်လာတဲ့လှဲတစ်စီးဟာတောင်ပေါ်ကိုတအီအီနဲ့တက်လာတာကိုမြင်လိုက်ရပါတယ်လှဲကိုဆွဲနေတဲ့မြင်းဟာကြုံလီနေတဲ့မြင်းအိုတကောင်ဖြစ်တယ်လို့နေပူဆက်ခါမှာတောင်ပေါ်ခရီးလမ်းကိုနှင်လာရတာကြောင့်ခွာပေါက်ပြီးသွေးတန်တရဲရဲဖြစ်နေပါတယ်ချွေးတလုံးလုံးကျနေပြီးပါဇက်ကလည်းအမြုပ်တစီစီထွက်နေပါတယ်ပေါ်လော့ဟာဒီမြင်းရဲ့ကြံအင်ကိုကြည့်လိုက်တဲ့အခါအတတော်မြင်းကောင်းမှန်ချက်ချင်းသိလိုက်ပြီးသူ့စိတ်ထဲမှာဂယုဏတက်ခါပါဇက်ကစုတ်တက်ဖြစ်နေပါတော့တယ်သူဟာလဲရင်မောကနေဆင်းကမြင်းရဲ့ကြောပြင်ကိုညှင်သာစွာပုတ်တက်ပြီးရင်သူ့ဝတ်ရုံကိုချွတ်လိုက်ပြီးတယူတရာခြုံပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမြင်းဟာမျက်ရည်ဆန်းဆန်းနဲ့သူ့ကိုကြည့်နေရင်ကရုတ်တရက်ချိတ်ဆက်လိုက်ပြီးလဲကိုဆန့်ကဆွဲငင်ဟီလိုက်ပါတယ်အဲ့လိုဟီလိုက်ရမှာတော့မြင်းဟီတန်ဟာရွှေခေါင်းလောင်းတန်လိုမျိုးကြီးကြီးလင်းလင်းတတရရနဲ့ပဲ့တင်ရိုက်ခတ်လို့သွားပါတယ်မြင်းရဲ့ကြံအင်လက္ခဏာတွေကိုသဘောကျနေတဲ့ပေါ်လော့ဟာဒီအတတိုမြင်းကောင်းရဲ့စွမ်းရည်တွေကိုမျက်လုံးနဲ့ချက်ချင်းမြင်အောင်လာပြီးနှမျောကစုတ်တက်ဖြစ်နေပါတော့တယ်သူဟာချက်ချင်းပဲမြင်းကိုဈေးကောင်းပေးဝယ်ကချူဘရင်ကိုဆက်တလိုက်ပါတယ်လောက်ဝက်လောက်ကြာပြီးတဲ့နောက်ပေါ်လော့ရဲ့သေချာကျွေးမွေးဆောင်ရှောက်မှုကြောင့်မြင်းဟာအရင်လိုပြန်လဲကျမ်းမာတန်ဆွမ်းလာပြီး
ချူပကျင်ရဲ့တိုက်ခိုက်ရေးမှာများစွာအကျိုးပြုခဲ့ပါတယ်။ဟုတ်ကဲ့ပါအပွေးမြင့်အပင်သီးဆိုတဲ့စကားပုံလေးနဲ့ပတ်သက်လို့စကားပုံရဲ့ဆိုလိုရင်းအတိတ်ပဲ၃ရမယ့်နေရာနဲ့သူနဲ့ဆက်ဆက်တဲ့ပုံမြင်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်စီစဉ်မှာလည်းစိတ်ဝင်စားဖွယ်စကားပုံတွေရဲ့အကြောင်းကိုအခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နှားဆင်နိုင်ပါတယ်ရှင်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူးတုဒဖြစ်ဖွယ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တယ်